ကျမဖုန်းကမနက်ကတော့ရေဝင်သွားလို့အတန်းနဲ့အဲ့လိုဘလို့ကြီးလဲမလို့မသိဖြစ်နေတယ်ပေါ့နော်နဲ့နောက်ထောင်ကြပါတိခံပြီးတော့ကျမဖုန်းရေဝင်သွားလို့ပါနော်အဲ့တော့ကဲဒီနေ့ကျမကအဲ့ဒီကန်ချောင်းပေါ့နော်ကန်ချောင်းဆင်းရဲတာကန်ချောင်းအစင်မပြေတာဆိုတော့လူတွေအတွက်ကျမပုံမြင်တစ်ခုပြပြမယ်တစ်ခုကတော့နောက်ထောင်ပြီးသားလူတွေဆိုရင်လည်းရှိမှာပေါ့နော်နောက်ထောင်ရသေးတဲ့သူတွေဆိုတော့ဘုသူတရရတာပေါ့နော်ဒီပုံတစ်ခုကတော့ဝတ်သားစားစောကြတဲ့သူများလို့အမည်ရတယ်နောက်တစ် post ကတော့နော်ကန်ချောင်းမွဲတယ်ဆိုရင်တော့ဘလို့ကံမျိုးကိုဘလို့ဖန်တီးလို့မွေးရတယ်ဆိုတဲ့အကြောင်းလို့ကျွန်မပုံမြင်လေးနှစ်ပုံပြောပြမယ်နော်ကဲအခုဝတ်သားစားစောကြတဲ့သူများအကြောင်းပြောပြမယ်နော်အဲ့တော့တခါတော့ဟာတဲ့တက်ခုတ်သမား2ယောက်ရှိတယ်တက်ခုတ်သမား2ယောက်မှာသူတို့2ယောက်လုံးမှာပိုက်ဆိုင်တာကဓာတ်1ယောက်တစ်လက်ပဲရှိတယ်တက်ခုတ်တဲ့ဓာတ်1ယောက်တစ်ချောင်းပဲရှိတယ်အဲ့တော့တက်ခုတ်တဲ့ဓာတ်1ယောက်ချောင်းပဲရှိတဲ့တကယ်ချင်း2ယောက်ကမနမိုးလင်းနာနဲ့တောထဲကိုဝင်တယ်နော်တက်ခုတ်ပြီးတော့တစ်တွေရလာလို့ရှိရင်သူတို့အိမ်ကိုတည်သွားတယ်နောက်တစ်ပတ်လောက်လို့ရှိရင်အဲ့တစ်တွေကိုစုပြီးတော့ဟာလာရောင်းတယ်ပေါ့နော်ရောင်းပြီးတော့အဲ့ပတ်စံရတဲ့ခါကျရင်သူတို့လိုတာသုံးကြတယ်ပေါ့အဲ့အချိန်ကသူတို့ကလူပြိုအဲ့တော့လူပြို2ယောက်ကသူတို့အဲ့လိုမျိုးပဲတက်ခုတ်ရင်နဲ့နောက်လဲကြအောင်အိမ်အောင်ကျသွားကြအောင်ဆိုတော့ကွယ်အိမ်အောင်ကျသွားကြအောင်2ယောက်လုံးအရှူရှူအိမ်အောင်ကျသွားတဲ့အချိန်မှာသူတို့ကဘာလုပ်လဲဆိုတော့တက်ခုတ်တယ်တယောက်ကအဲ့ကြတော့အိမ်အောင်ကျသွားပြီဖြစ်တယ်ပြီးတော့သူတို့တပူးတွဲနဲ့တွေ့လို့သွားလို့လာလို့မရတော့ဘူးကိုယ့်ဘာသာကိုအလုပ်ကြိုးစားရတော့တာပေါ့ကိုယ့်ရဲ့မိသားစုဘဝရှိတာပေါ့နော်အဲ့ကိုယ့်မိသားစုဘဝရှိတော့အလုပ်ကြိုးစားကြရတဲ့အခါမှာအဲ့ဒီလူ2ယောက်ကတယောက်ကတစ်ခုတ်လို့ရလာတဲ့ပတ်စံကိုပြန်လာတာနဲ့သူကတစ်ကိုတခါတည်းအဲ့တစ်တွေရလာပြီဆိုတော့လေတစ်ပေါ့လေတစ်တွေရလာပြီဆိုတော့လေသူမိမနဲ့သူလည်း2ယောက်ကဘာလို့တစ်တွေကိုရောင်းနေဝယ်တဲ့သူတွေကလည်းအစင်းနဲ့စောင့်နေတယ်အဲ့နဲ့ရောင်းပြီးတာနဲ့အဲ့ဒီနေရတဲ့ပတ်စံကိုတခါတည်းမိမကလည်းယောက်ျားကြီးကဲဒီနေ့ကငါတို့ပတ်စံတွေဘယ်လောက်ရပြီဟေ့ငါတို့ဝတ်သားဟင်းလေးသွားစားငါတို့ဝတ်သားဟင်းချက်စားကြရအောင်လာယောက်ျားဈေးသွားကြမယ်ဆိုပြီးတော့နောက်နေ့ကျလို့ရှိရင်ဈေးသွားမှဒီနေ့မသွားဘူးဒီနေ့ကတော့တက်ခုတ်တယ်ရောင်းလိုက်ပြီးရတဲ့ပတ်စံကိုလည်းမနေ့ပြန်ကကြာရင်ငါတို့ဈေးသွားပြီးတော့ဝတ်သားဟင်းချက်စားကြမယ်ဆိုပြီးတော့လင်မယားနှစ်ယောက်မြို့တက်ပြီးတော့ဝတ်သားဝယ်ပြီးတော့လင်မယားနှစ်ယောက်ပြန်လာအတွေးတူကြံတူအညံတူပေါ့နော်ချက်ပြုတ်စားကြတယ်အဲ့တော့မနေ့ပြန်ကတရက်ဒီသူတက်သွားမခုတ်ဘူးเนาะအဲ့ဒီမနေ့ကတော့တက်ခုတ်လို့ရတာကိုဒီနေ့ဝတ်သားရင်းချက်စားကြတာလင်မယားနှစ်ယောက်အဲ့လိုနော်ဟိုဘက်လင်မယားကျတော့တက်သွားခုတ်တယ်ပြန်လာတဲ့ပတ်စံကိုရတဲ့အခါကျရင်မိန်းမကလည်းယောက်ျားကြီးဒါကတော့ဒီဟာအတွက်ကစုမယ်ဒါကတော့ငါတို့ရဲ့ရှေ့ရေးအဲ့ဒါငါတို့အခုကလေးလေးမွေးလာငါတို့ကလေးလေးရဲ့ပညာရေးအတွက်သုံးရမယ်ဒါကတော့ငါတို့ရဲ့ဘဝရှေ့ရေးဆိုပြီးတော့တေချာ plan ချမိန်းမယောက်ျားကလည်းရလာတဲ့အခါကျအလုပ်ကိုစူးစမ်းတယ်မနေ့ကတရက်လောက်နားပါအောင်လားဆိုရင်တော့မကြမနာဘူးငါကျမ်းမာတော့လောက်ကြတာငါတို့မှာ background မရှိဘူးငါတို့မှာဘာမှမရှိတဲ့အတွက်ငါတို့ကျမ်းမာတော့လောက်ကြတာမိမကြီးနားလုံးဖြစ်ဘူးဟလာငါတို့ဒီဟာကိုစုဆောင်းပြီးတော့ငါတို့မှာစုဆောင်းပြီးတဲ့ပတ်စံကိုရလာတဲ့အခါကျတော့မှငါတို့အတီးတကျနော်ရီမန်းချက်တစ်ခုပြည့်တော့မှပဲငါနည်းနည်းပပနန်းနေလေးလုပ်မယ်အခုတော့ငါစူးစမ်းလိုက်အောင်မယ်ဆိုပြီးတော့ယောက်ျားကလည်းအဲ့လိုစူးစမ်းတဲ့မိမကလည်းပတ်စံနေစုတယ်အဲ့လိုနဲ့နေလာလိုက်တာ20ကြာတဲ့အခါလဲကြာအောင်နော်20ကြာတဲ့အခါလဲကြာအောင်သူတို့ကတယောက်နဲ့တယောက်ကမတွေ့တာကြာသွားပြီကွဲသွားတာလည်းကြာသွားပြီမိသားစုဘဝကြီးဘယ်လိုရောက်လို့မှလည်းမသိတော့ဘူးဒါပေမဲ့20ကြာတဲ့အချိန်မှာပြန်တွေးကြတဲ့ပုံစံကိုပြောပြမယ်နော်အဲ့တော့အဲ့လိုဟာလာတရက်ခုတ်တယ်နောက်နေ့ကြာလို့ရှိရင်ဝတ်သားဟင်းချက်စားတယ်မျိုးတက်တယ်ဈေးဝယ်တယ်တစ်တွေအများကြီးရလာတယ်တစ်ကောင်းတွေပေါ့နော်အမျိုးစားကောင်းတဲ့တစ်တွေရလာတယ်ကြာပတ်စံတွေအများကြီးရတယ်ကြောက်ရှင်မိမကလည်းဟာဝယ်ချမ်းသုံးဖြုံးယောက်ျားကလည်းဟာတဲ့တောက်စားပေါ့မိမကလည်းယောက်ျားရှာတဲ့ပတ်စံဆိုတော့မပြောဘူးပေါ့ကွယ်အဲ့လိုနဲ့နေလာတယ်သူတို့ကဟိုဘက်မှာကျတော့ဟာတစ်တွေကောင်းလာလို့ပတ်စံတွေရလာတဲ့ခါကျရင်သူတို့လင်မယားနှစ်ယောက်ကပိုစုကြပိုသိမ့်ကြတယ်အဲ့လိုနဲ့သူတို့ကလေးလေးတွေမွေးလာတဲ့ခါကျတော့ဟိုဘက်ကလင်မယားကသူတို့ရဲ့ target ပြည့်သွားတဲ့အချိန်မှာမြို့ကိုပြောင်းသွားပြီးတော့ဒီသူ့ကလေးတွေကကျောင်းပညာရေးအတွက်မြို့ကိုပြောင်းသွားတာကလေးတွေကျောင်းတက်ကမဲ့အချိန်နဲ့ကြာအောင်ဘာလို့လဲဆိုသူ့ကလေးတွေပညာရေးကဒီတောကြုံကြားထဲမှာအဆင်မပြေဘူးဆိုတော့မြို့တက်သွားပြီးတော့မြို့မှာသူကကလေးကိုကျောင်းသွားထားတယ်ကျောင်းသွားထားပြီးတော့သူတို့လင်မယားနောက်ကလည်းသူ့ယောက်ျားကလည်းတက်မခုတ်တော့ဘူးသူမိမကစုဆောင်းရှာပွေပေးထားတဲ့ပတ်စံနဲ့သူတို့လင်မယားနှစ်ယောက်ကဒီကုံမာပစ္စည်းဆိုင်ဖွင့်ပြီးတော့လမ်းမတန်းလေးမှာအိမ်လေးဝယ်ပြီးတော့စောက်ပြီးတော့ပစ္စည်းလေးတွေရောင်းတယ်ပေါ့နော်ဒီဘက်ကလင်မယားကတော့သူတို့မွေးလာတဲ့ကလေးတွေကိုလည်းကြောင်းလည်းမထားနိုင်ဘူးကြောင်းကလည်းသူတို့လင်မယားနှစ်ယောက်ကကြားလေးလူစောကကြားလေးအသက်ကြီးလာလေကိုစန်းညံစွမ်းတွေရော့ရဲလာလေလုံနိုင်စွမ်းတွေကြလာလေပဲအဲ့ချိန်မှာ
ကိုစားညံစွမ်းနေရော့လာပြီးတော့လုံနိုင်စမ်းကျလာတဲ့အခါကျရင်ဘာလို့လဲဆိုတော့ကျမ်းမာကြီးလဲရော့ရဲလာတယ်အဲ့ခါကျရင်ကို့မှာထောက်စရာတောက်တိုင်က2ခုရှိတယ်တစ်ခုကကြတော့ငွေကြေးတစ်ခုကကြတော့သားသမီးအဲ့တော့သားသမီးကိုတောက်တိုင်အဖြစ်နဲ့ထားမယ်ဆိုရင်သူတို့တွေဒီနော်တောက်တိုင်အနေနဲ့တောင်းခံနိုင်တဲ့ပါဝါရှိဖို့လိုတယ်နော်ကိုသားသမီးတွေကိုပညာမသင်ပေးထားဘူးအမွေနဲ့မပေးထားဘူးပြီးတော့မှအားကိုးကျင်တယ်ဆိုဘယ်လိုအားကိုးမလဲနော်သားသမီးကိုဘယ်လိုအားကိုးမလဲအဲ့တော့သားသမီးတွေကလည်းသူတို့နေတူကသူ့အမေကတခါတည်းတစ်ဖက်တစ်ဖက်ချက်အမဝတ်သားတွေစားချက်ဟာလာပိတ်သားလိုက်တွေချက်ကြစားကြယောက်ျားကလည်းပြန်လာလို့ရှိရင်အရက်ကလေးတမြမြနဲ့နော်မိန်းမကလည်းစားတောက်ပြီးလို့ရရင်ဖိုက်ကားအောင်စားလို့ရရင်ပြီးသားသမီးတွေကလည်းစားတောက်ပြီးအိတ်ကြတီဗယန်းဖရာပေါ့နော်ပညာရေးလည်းစိတ်ဝင်စားဘူးစီးပွားရေးလည်းစိတ်ဝင်စားမိဘကိုနှိုက်ကတော့စီးပွားရေးစိတ်ဝင်စားတာသားသမီးကဘလို့စီးပွားရေးစိတ်ဝင်စားမလဲမိဘကိုနှိုက်ကတော့မှဟာလားဘဝကိုသူတို့ရဲ့ life ကိုသူတို့တော့ management မလုပ်နိုင်တဲ့မိဘကသူ့သားသမီးကိုဘယ်လိုလုပ်သွားပြီးတော့လမ်းကြောင်းပြနိုင်မလဲနော်အဲ့တော့ဒီအဲ့လိုမိဘမျိုးကမွေးလာတယ်တရက်လည်းကြာလည်းကြာအောင်အဲ့လူကဖျားပြီးတော့တိတ်လည်းမခုန်နိုင်ကလေးတွေကလည်းအရက်သမားတွေဖြစ်တဲ့လူကဖြစ်အရွယ်တွေရောက်လာကြပြီအရွယ်လေးတွေရောက်လာကြတော့ရက်ခွက်ထဲရွာတဲ့ဒီရွာနီး6ဆက်ကလူနဲ့ပဲညာတော့ကလေးတွေထပ်မွေးပေါ့သူတို့ဘွားကလည်းဒီဂျာရေးသူ့မေရိုက်နေတာကလေးမွေးတယ်လေယူတယ်ဒါနဲ့ပဲပြီးသွားပြီသူတို့မှဘာမှလုပ်စရာလည်းမရှိဘူးသူတို့လှုပ်ချင်တော့ညာလေဘာလုပ်လို့အောင်မှလည်းမသိဘူးသူတို့ကဟုတ်တယ်အလုံးလုံးချင်တယ်သူတို့ဘာမှမတက်ဘူးဘာသာလုပ်မလဲเนาะဘသူမိဘလည်းမသိပေးထားအောင်အဲ့လိုနဲ့နေလဲနေရောယောက်ျားတက်ဆောင်ဆောင်နဲ့ဖြစ်နေပြီသူ့ဓမ္မလေးကလည်းသုံးလို့မရတော့ဘူးအဲ့ဒါနဲ့တည့်ရလဲကြောက်အောင်မိမကိုပြောမိမကငါတို့မျိုးတက်ပြီးတော့ဓမ္မတစ်ချောင်းတော့တောင်းမှရမယ်နော်ငါဓမ္မသုံးလို့မရတော့ဘူးဆိုတော့ခါကျတော့မိမအေးအဲ့ဆိုလဲပြီးရောလေးဆိုပြီးတော့ကျမရွာထိတ်ကဟလာဟိုအတိုးပေးစားတဲ့မိမရှိကနေကျမပတ်စံသွားချီလိုက်အောင်မယ်ဆိုပြီးတော့သွားချီပြီးတော့ပြန်လာအောင်အဲ့ပတ်စံလေးအတိုးနဲ့ချီလာတဲ့ပတ်စံလေးကိုကင်ပြီးတော့ယောက်ျားနဲ့2ယောက်မျိုးတက်လာကြတဲ့ခါကျတော့ဟာဆိုင်ရလည်းဟီးနေတာပဲတခါတည်းဟာတကယ်ဟိုဟလာအိမ်ရလည်းဟီးနေတာပဲနော်သားသမီးတွေကလည်းအမဆိုင်မှာခါတဲ့ရုပ်ရည်တွေတန်တန်ပြန့်ပြန့်ဖြူဖြူဖွေးဖွေးချောချောမောမောတွေနဲ့အလုပ်တွေလုပ်နေကြတယ်ဟာလာကြည့်ရတာပညာတတ်လူရည်လူမွန်လေးတွေပေါ့လေလူရည်မွန်လေးတွေတွေ့တဲ့အခါကျတော့အဖိုးကြီးနဲ့အဖွားကြီးဆိုင်ရှက်ကြည့်သေးလို့တော့ဟာဘဘဘာလို့ကျင်လို့လဲဒါပါကြည့်ပါဘောဆိုတော့တက်ခုတ်တဟားလိုချင်လို့ဆိုတော့ရှိတာပေါ့တက်ခုတ်တဟားဒီမှာအကောင်းဆုံးရှိတယ်အမျိုးဆုံးရှိတယ်ဘဘတို့လိုချင်တဲ့ဟာကိုရမယ်လာပါဆိုအတင်းခေါ်လာအောင်ကလေးတွေကဘာလို့လဲသူတို့အဖေကလည်းတက်ခုတ်သမားဘဝကနေပြီးတော့အဆင်ပြေလာတဲ့ခါကျတော့သူတို့တက်ခုတ်သမားမြင်တဲ့အခါကျတော့သူတို့ဖေရဲ့ငယ်တုန်းကအလုတ်ဘဝဆိုတော့သူတို့ဘဝမမေ့တဲ့လူတွေဆိုတော့ဟိုချစ်တယ်တနာတယ်ပေါ့အဲ့ခေါ်လာထဲလဲကြလဲကြောက်ဟာလာပက်လက်ကထိုင်မှာမိမ့်မိန်ထိုင်နေတဲ့လူကိုကြည့်တော့ဒီလူငါမြင်ဘူးပါတယ်ဘယ်သူပါလိမ့်ပေါ့ဆိုတော့စဉ်းစားနေလိခါကျတော့မှဟိုပလက်ကထိုင်အောင်မိမ့်မိန်လူကလည်းဒီလူကငါမြင်ဘူးပါတယ်ဘယ်ဟုတ်မလဲလူပြိုဘုံကတော့ဟာလာနှစ်ပေါင်းများစွာတွဲပြီးတော့တက်ခုတ်ခဲ့တယ်ခလေးဘွားတွေကတူတီတောထဲမှာကြီးပြင်းခဲ့တယ်ငယ်တငယ်ချင်းဖြစ်နေရောအဲ့ဒါနဲ့ဟဲအောင်မင်းကဘယ်သူမှလားပေါ့အေးဟုတ်တယ်ငါကလည်းဘယ်သူပါဆိုမိတ်ဆက်ကြပြီးတော့ဟဲမင်းကဒီတော့မင်းကဘယ်လိုဖြစ်လို့ဒီကိုရောက်လာတာလဲဆိုတော့ငါတက်ခုတ်တာပဲ့သွားလို့ကွာငါမှတက်ခုတ်တာမရှိတော့တဲ့အခါကျတော့ပတ်စံလည်းမရှိတာနဲ့ငါရွာထိတ်ကပတ်စံချီးပြီးတော့တက်ခုတ်တာလာဝယ်တာမင်းကတော့မင်းတာမင်းအိမ်လားဆိုအေးငါအိမ်လေးဒီမှာလေးငါမိမဒါငါသားသမီးတွေလေအခုအကုန်လုံးကအเจ้าတွေဖွဲ့ရကုန်ပြီနော်ဟိုသားကြီးဆိုနိုင်ငံခြားတော့တစ်ခေါက်ပြန်လာပြီဆိုတော့ပြောတာအော်ဆိုပြီးတော့ तू ကစဉ်းစားပြီးတော့အဲ့ဒါနဲ့လာဘာမှစဉ်းစားမနေနဲ့မင်းတိတ်ကြိုက်တဲ့ဝတ်သားဟင်းလဲငါချက်ပြမယ်လားမိမရေးတော့ဝတ်သားဟင်းမြန်တော့ဝယ်ပြီးတော့ချက်စမ်းဒီကောင်ကဝတ်သားဟင်းတိတ်ကြိုက်တာသူ့မိမလည်းဝတ်သားဟင်းတိတ်ကြိုက်ကြတာဆိုတော့ဝတ်သားဟင်းတွေအခါလေအိုးကြီးနဲ့ချက်ပြီးတော့ကျွေးပြီးတော့တခါလေပြန်တော့ပတ်စံရောတက်ခုတ်ဓားတွေရောဟာလာလက်ဆောင်ပစ္စည်းတွေရောပေးလိုက်ပြီးတော့ပြန်လာတယ်တဲ့ဒီစင်ရဲသားတက်ခုတ်သမားအဖိုးကြီးကအဲ့ဒါဘာကြောင့်လဲဆိုရင်ဝတ်သားစားစောလို့လေနော်ဝတ်သားစားစောလို့လေဟာလာရတဲ့ပတ်စံကိုအဲ့လိုဝတ်သားစားလို့အဲ့လိုဖြစ်တာနော်ဝတ်သားကအကြံပြောလိုက်မယ်မလေးဘလူးပဲမနေ့ကငါတင်မလားတပတ်ခါတင်မလားမသိဘူးလေမသိခင်စားရတာလေအေးခတ်တာကမသိတာခတ်တယ်သိရင်မခတ်ဘူးနော်သိဝိုင်းဘာမှမခတ်ဘူးမသိတာခတ်တယ်အဲ့တော့မသိခင်မှာအဲ့လိုပဲသိမယ်ဆိုပြီးတော့ငါမနေ့ကငါတင်မလားတပတ်ခါတင်မလားဆိုပြီးတော့ဖြုံတုံစားတောက်တဲ့သူတွေဒီပုံမျိုးနားထောင်သွားနော်လူဆိုတာလူကလောက်ရင်လူတောင်ရတယ်ကျန်တာဘာမစိုးမရဘူးမဖြစ်ဘူးဆိုတာလုံးဝမရှိဘူးနော်အချိန်ပဲလိုတယ်အချိန်တစ်ခုမှာကိုယ့်ရဲ့စိတ်ကိုတေးချာ control ကလုပ်ပြီးတော့နော်တေချာထိမ့်သိမ့်ပြီးတော့ရီမန်းချက်ကြီးနဲ့တေချာစူးစမ်းရင်လောကမှာမဖြစ်ဘူးဆိုတာဘာမှမရှိဘူးနော်လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့